မြတ်ဆိုးရဲ့တကူယေရှုခရစ်နဲ့အတူတူအကြောင်းယုံခြင်းတို့မရှိတော့ဘူးငါဟာလုံးကြုံတော့သူတတိနဲ့ကြည့်ရှုွယ်ကားလို့ခွန်အားအမြဲပြည့်နေသူယေရှုခရစ်နဲ့အတူတူအချင်းတွေတိုင်းရဲ့ထမဆိုစံတခင်နဲ့တူကျုံလာမဲ့တော့ခလိုက်တွေအားအင်သိများလေမခံနိုင်ပါသူရဲ့ရှိမှရာရာချရှုံးမရှိဘူးလေရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ပြေ